နိုင်ဖမတ်တီးတဲ့နေရ Facebook page ကညီကိုရအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ Premier League ပွဲစဉ်24 Manchester United အသင်းနဲ့ Fulham အသင်းတို့ရဲ့ပွဲစဉ်က United အသင်းတို့ခက်ခဲတဲ့ပုံစံတစ်ခုဖြစ်လာနိုင်ပါတယ် Man City နဲ့ Arsenal ကိုအနိုင်ရရှိပြီးမှဒီစကားပြောရင်ယူနေတယ်လို့ထင်စရာရှိပေမဲ့တကယ်စမ်းသပ်မှုတစ်ခုက Fulham အသင်းနဲ့စတွေ့တယ်ဆိုတာအနည်းငယ်စိတ်ပူရမယ့်အနေအထားတစ်ခုလို့ပြောမှာဖြစ်ပါတယ် Man City Arsenal အသင်းတို့နဲ့ကစားခဲ့စဉ်က Michael Carrick အသုံးပြုခဲ့တဲ့နီးဗျူဟာပိုင်းမှန်ကန်ခဲ့လို့နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့တယ်ဆိုပေမဲ့လည်းအခုလိုအမှတ်ပေးစရာအဆင့်ခုနှစ်အသင်းလိုက်ကစားပုံအလဲလက်အဆင့်စီးစနစ်ကြရင်ချစ်လက်တယ်ကောင်းပတ်ဖြစ်တယ်နောက်ပြီးအာဆင်နယ်တို့နဲ့မတူတာကသူတို့ကတစ်စစ်ဖွင့်ကစားမှာမဟုတ်ပါဘူးနောက်တန်းအထိ low block ပိတ်ကစားမယ်နေရာလွတ်တွေမပေးဘူးဒါကြောင့်သူတို့ရဲ့ခန်းစစ်တိုင်းမဖြစ်မနေချိုးဖြတ်တိုက်ဖြတ်ဖို့ဖိအားပေးတိုက်စစ်စင်တာတွေလောက်ရပါလိမ့်မယ်တစ်ခါတလေကြရင်ဒီလို low block ကစားပုံကတိုက်စစ်ဖွင့်ကစားတဲ့ပွဲတွေထက်ပိုလို့တော့ခက်ခဲတတ်ပါတယ် Old Trafford မှာကစားမယ်ကျွန်တော်တို့အသင်းအတွက်ဘုံပိုက်ဆံမှုအသာစီးရယူနိုင်ဖို့ကခက်ပြီးခဲပေမဲ့လည်းဒီလို low block ကစားပုံစံကိုMichael Carrick တယောက်ဘလို့ကိုင်တွယ်သွားမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းနေပါတယ်အသင်းလိုက်ကစားပုံစံအချက်လက်တွေကိုကြည့်ရရင် Manchester United အသင်းကလက်ရှိ Premier League 6ပွဲဆက်ရှုံးပွဲမရှိ3ပွဲနိုင်3ပွဲတည်ရလက်နဲ့ရမှန်12မှတ်ရရှိထားပြီးတော့ Fulham အသင်းကတော့နောက်ဆုံးကစားထားတဲ့ Premier League ပွဲစဉ်6ပွဲမှာ3ပွဲနိုင်2ပွဲတည်1ပွဲရှုံးရလက်ကိုရရှိထားကရမှန်17မှတ်ရရှိထားပါတယ် Harry Wilson ကနောက်ဆုံးကစားထားတဲ့17ပွဲမှာဂိုးပေါင်ပတ်သက်မှု10ချိန်အထိပြုလုပ်ထားပြီးတော့ Fulham ကနောက်ဆုံး6ပွဲစတိုက်ကင်းရှိရရှိထားခြင်းမရှိပါဘူး Manchester United အသင်းရဲ့ goal plus assist မှာ Bruno Fernandes က15ချိန်နဲ့ဦးဆောင်နေတယ်လို့ Fulham အသင်းဘက်မှာလည်း Harry Wilson က12ချိန်နဲ့ဦးဆောင်နေပါတယ်တစ်ဖက်မှာလည်း Chelsea Liverpool အသင်းတွေကမနီးညကနိုင်ပွဲကိုစီရထားတာဖြစ်လို့အမှတ်ပေးစရာကိုအတီးတီးပြန်လဲဦးဆောင်ထားတာဖြစ်ပြီးတော့ United အတွက်တော့အနေငယ်ဖိအားဝင်စေတဲ့ပုံစံမျိုးမှာရှိနေပါတယ်အသင်းလိုက်ကစားပုံစံကြည့်မယ်ဆိုရင်လည်းအခုချိန်ကယုံကြည်မှုတွေနှစ်တက်နေတယ်အချိန်ဟုန်လည်းကောင်းနေတယ်ဒါကြောင့်ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်မယ်လို့ယူဆမိရင်နိုင်ပွဲရအောင်တော့စူးစမ်းကြနိုင်မယ်လို့ယူဆမိပါတယ်အခုချိန်အရေးကြီးဆုံးကအသင်းလိုက်ခြေစွမ်း consistency ရှိဖို့နဲ့ top 4ဝင်ဖို့မျှော်လင့်ချက်သာအရေးကြီးဆုံးဖြစ်တယ်လို့ပြောကြားလိုပါတယ်။မိုင်းဖမတ်တီးတဲ့နေရာကသတင်းတွေတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်ကတော့အောင်မြတ်ငိမ့်ပါ